ဒီမိန်းကလေးဟာသူ့ရဲ့သပင်လေးအပြစ်ဆိုးစရာမရှိအောင်လှမနေတဲ့၍သူ crush နေတဲ့ကောင်လေးကသူ့ကိုတတိထားမိမှာမဟုတ်ဘူးလို့အမဲတွေးနေတတ်တယ်။ဒါကြောင့်လေသူ့ရဲ့လက်ကောက်နေတဲ့သပင်တွေကိုနီလန်းပေါင်းစုံသုံးပြီးဖြောင့်ဖို့ကြိုးစားခဲ့တာပေါ့။ဒါပေမဲ့ဘလို့ပဲလုပ်သူဖြစ်ချင်တဲ့ပုံစံမျိုးတခါမှမရခဲ့ဘူး။ဒီနေ့တော့အတန်းထဲမှာထိုင်နေတော့တငယ်ချင်းဖြစ်သူကလူစီတယောက်သပင်တွေအမြဲတမ်းဖြောင့် permanent straightening လိုက်ပြီလို့လာပြောပါတယ်။အဲ့ဒီသတင်းကိုကြားခြင်းပဲသူလူစီတို့အတန်းစီအပြေးအလွှာသွားကြည့်မိတာပေါ့လူစီရဲ့ဖြောင့်ဆင်းနေတဲ့သပင်တွေကိုမြင်လိုက်ရတော့သူတော်တော်လေးအံ့ဩသွားတယ်လူစီကရဲပြီးတော့ဒါကတာမန်သပင်ဖြောင့်တာမျိုးမဟုတ်ဘူးဟာ magic straight palm လို့ခေါ်တာစိုးမျိုးမှာနံပါတ်1ပဲလို့ကြွားလိုက်ပါတယ်သူလည်းမဆိုင်မတွေ့ပဲစိုင်လိပ်စာကိုမေးလိုက်တာပေါ့ဒါပေမဲ့ကုန်ကြစရိတ်ကဒေါ်လာ2000ရှိတယ်ဆိုတာသိလိုက်ရတဲ့အခါသူစွန့်အားသွားခဲ့တယ်အိမ်ပြန်ရောက်တော့သူ့ရဲ့စုဘူးတွေကပတ်စံတွေကိုအကုန်ထုတ်စစ်ကြည့်တာဒေါ်လာ1000တောင်မပြည့်ဘူးလေငါထစ်ချင်တဲ့သပင်ပုံစံမျိုးဘယ်တော့မှရတော့မှာမဟုတ်ဘူးလို့တွေးပြီးစိတ်ပြက်နေတော့ကန်တရားကအလှဲ့အပေါင်းလေးတစ်ခုဖန်တီးပေးခဲ့ပါတယ်။အဲ့ဒီသပင်ညက်ဆိုင်ရဲပိုင်ရှင်ကတခြားသူမဟုတ်ပဲသူ့အတန်းပေါ်ရဲ့အမေဖြစ်နေတာပါ။နောက်နေ့မှာအတန်းပေါ်နဲ့အတူဆိုင်ကိုသွားတဲ့အခါအန်ဒီဖြစ်သူကပြုံးပြီးငါသားလေးခြေတော့ပြန်ကောင်းတဲ့အထိသမီးဘက်ကကူညီစောင့်ရှောက်ပေးမယ်ဆိုရင်သမီးသပင်ကိုအလားကဖြောင့်ပေးမယ်လို့ကန့်လန့်ခဲ့တယ်။ဒါကိုကြားတော့မိန်းကလေးမှာဝမ်းသာလွန်လို့မျက်ရည်တောင်ဝဲမိပါတယ်။အရင်ကဆိုကျောင်းကိုအမြဲနှောက်ကျတတ်တဲ့သူကအခုတော့မနက်တိုင်းစောစောထားပြီးဟိုကောင်လေးကိုသွားကြိုပေးတယ်။လမ်းမှာလဲဂယုတဆိုင်ရှိသလိုကျောင်းရောက်ရင်လဲဘေးနားကနေမခွာပဲပြုစုပေးခဲ့တာပေါ့။ကျောင်းဆင်းရင်လဲအိမ်အထိလိုက်ပို့ပေးပါတယ်။ရက်ပေါင်း20ကြာတော့ကောင်လေးခြေတော့ပြန်ကောင်းသွားတဲ့အခါမှာတော့အန်တီဖြစ်သူကဂတိအတိုင်းသူ့သပင်ကိုဖြောင့်ပေးလိုက်ပါတယ်။ဖြောင့်ဆင်းသွားတဲ့သူ့သပင်တွေကိုမြင်တော့ကျောင်းကကျောင်းသားတွေအားလုံးအံ့ဩမြင့်သက်သွားကြတာပေါ့နောက်ဆုံးမှာတော့သူကောင်လေးတယောက်ကိုဖွင့်ဖြိုးဖို့တက်တီတွေမွေးလိုက်တဲ့အခါသူ့စိတ်ထဲမှာသူအရင်က crash ခဲ့တဲ့သူ့မျက်နှာမဟုတ်ပဲသူပြုစုစောင့်ရှောက်ခဲ့တဲ့ကောင်လေးရဲ့မျက်နှာကပဲထပ်ခါတလေပေါ်လာပါတော့တယ်တယောက်ကိုတယောက်ဂယုစိုက်ရင်းနေပဲအချစ်အဖြစ်ပြောင်းလဲသွားခဲ့တာပေါ့